ဇလန်းအစကိုပုံမြင်ဆန်ဆန် animation လေးတစ်ခုနဲ့စဖွင့်ထားပါတယ်။လက်တစ်ဖက်ပြတ်သွားတဲ့မင်းသားလေးတစ်ပါးကိုအားငယ်မှဆိုလို့တတိုင်ပြည်လုံးကလူတွေကိုလက်တစ်ဖက်စီဖြတ်ခိုင်းလိုက်တဲ့ဘရင်ကြီးအကြောင်းပါ။ဒါဟာဒီကားရဲ့အဓိက themes ဖြစ်တဲ့ကိုလူတွေကိုကာကွယ်ဆောင်ရှောက်ခြင်းဆိုတာကိုရည်ညွှန်းတာပါ။ဇလန်းအစမှာအန်ဂါဆိုတဲ့ဗန္ဒာပြားဟာသူထောင်မကြခင်မှာခိုးထားတဲ့ဒိန်းမတ်ခရိုနာ40သိန်းအမေရိကန်ဒေါ်လာ6တန်းကျော်ဝတ်ထားတဲ့တော့ကိုသူညီ Manfred Mads Mikkelsen စီမှာအထည့်ပြီးသူတို့ငယ်ငယ်ကနေခဲ့တဲ့အိမ်ရဲ့မြေကြီးထဲမြုပ်ခိုင်းလိုက်ခဲ့ပါတယ်။ထောင်ကနေ15နှစ်အကြာမှာနိုင်ငံတော်ရဲ့လွတ်ငင်းချမ်းသာခွင့်နဲ့ပြန်လွတ်လာတယ်။အန်ကလွတ်လာတဲ့အခါသူညီ Manfred စီကိုငွေသွားတောင်းပါတယ်။ဒါပေမဲ့ပြဿနာက Manfred ဟာစိတ်ကြမ်းမာရေးချို့ယွင်းနေပြီးသူကိုယ်တိုင်ကို John Lennon လုထင်နေတာပါ။သူကငွေထုတ်မြုပ်ထားခဲ့တဲ့နေရာကိုလုံးဝမှတ်မိမနေတော့ပဲJohn Lennon ကဘလို့လို့ဓာပြတိတ်ထားတဲ့ပတ်စံဘဲမှာရှိလဲတိပါလဲဆိုပြီးပြန်မေးတာကြောင့်အန်ဂါတယောက်ယူကျင်စရာဖြစ်ရပါတယ်။အန်ဂါဟာပတ်စံကိုပြန်ရဖို့အတွက် Manfred ကိုသူတို့ငယ်ငယ်ကနေခဲ့တဲ့အိမ်ဟောင်းကြီးစီကိုခေါ်သွားပါတယ်။အဲ့ဒီအိမ်ကြီးဟာအခုဆိုရင် Airbnb ငှားစားတဲ့အိမ်ထစ်နေပြီးအိမ်ရှင်လင်မယားအလည်းတယောက်နဲ့တယောက်အမြဲရန်ထစ်နေတဲ့ထူးထူးဆန်းဆန်းဆောင်တွေပါ။အဲ့ဒီမှာတည်းမပြီးသေးပါဘူး။ Manfred ခေါ် John Lennon ကဆေးရုံကသူ့တငယ်ချင်းစိတ်ဝေဒနာရှင်တွေကိုပါခေါ်လာပြီးအိမ်မှာ Beatles Band အဖွဲ့ပြန်ဖွဲ့ဖို့ကြိုးစားပါတော့တယ်။အန်တယောက်ငွေရှာရမယ့်အစားစိတ်မမှန်တဲ့လူစုကိုထိန်းချောင်းနေရတဲ့အခြေအနေစိုက်တော့ပါတယ်။အန်ကတော့ကိုလည်းထောင်ထဲကရန်သူဟောင်း Friendly Fleming နဲ့သူ့လူမိုက်တွေကငွေခွဲဝေဖို့အတွက်လိုက်လာကြပါတယ်။အန်ကဟာသူ့ညီကိုစိတ်ဆိုးနေပေမဲ့တစ်ဖက်ကလည်းအပြင်လူတွေရန်ကနေအသက်ပေးပြီးကာကွယ်ပေးခဲ့ပါတယ်။ဇလန်းရဲ့အလွယ်ပေါင်းမှာသူတို့ညီကိုနှစ်ယောက်ရဲ့ငယ်ဘဝကကြမ်းတမ်းတဲ့အတိတ်တွေသူတို့အဖေ Viking တယောက်လိုပြုမှုတတ်တဲ့သူရဲ့ညှဉ်းပန်းနှိပ်စက်မှုကြောင့် Manfred တယောက်စိတ်ဝေဒနာရသွားရတာတွေကို flashback တွေနဲ့ပြသသွားပါတယ်။နောက်ဆုံးမှာတော့ Manfred ဟာသူကိုယ်တိုင်ကို John Lennon မဟုတ်ပဲ Manfred ဆိုတာကိုပြန်သတိရလာပြီးပတ်စံမြုပ်ထားတဲ့နေရာကိုမှတ်မိသွားပါတယ်။ဒါပေမဲ့ဒီကားရဲ့တကယ် message ကပတ်စံမဟုတ်ပါဘူး။အများတန်းတယောက်ထဲရုံးကန်ကြရတဲ့အန်ဂါတယောက်သူညီနဲ့ဒီစိတ်မမှန်တဲ့လူမှုကြားမှာမိသားစုဆိုတဲ့နွဲထွေးမှုကိုပြန်တွေ့သွားတာပါဇတ်သိမ်းမှာသူတို့အားလုံးဟာပတ်စံထက်အချင်းချင်းအပြန်အလှန်လက်ခံမှုနဲ့ပျော်ရွှင်မှုကိုရွေးချယ်သွားကြတဲ့နဲ့ဇတ်လန်းပြီးဆုံးသွားပါတယ်